မင်းကလေးတယောက်ဟာသူမရဲ့အဖွဲ့ကိုအလုပ်တင်တဲ့စစ်ဆေးရေးအတွက်ရောက်လာတဲ့ဘီလီယံနာတယောက်လိန်ညာတဲ့ညီမငယ်တယောက်နဲ့တွေ့ဆုံတဲ့အခါသူမရဲ့အမည်ကိုဖုံးကွယ်ထားပါတယ်အဖွဲ့ရဲ့ဝန်ထမ်းဒါရိုက်တာကလိန်ညာတဲ့ညီမငယ်ကိုစစ်ဆေးရေးမှူးကဘီလီယံနာလို့မှားယွင်းစွာထင်မြင်ယူဆပါတယ်လိန်ညာတဲ့ညီမငယ်ကိုဘီလီယံနာရဲ့ရုံးခန်းထဲဖိတ်ခေါ်ပါတယ်တကယ်ဘီလီယံနာမင်းကလေးကိုတန်ရှင်းရေးလုပ်ဖို့စီစဉ်ပေးပါတယ်မင်းကလေးအရန်အံ့ဩသွားပါတယ်လိန်ညာတဲ့ညီမငယ်ကအလုပ်တင်တယောက်တာဖြစ်လို့အံ့အားသင့်ပြီးစိတ်ရှုပ်ထွေးနေပါတယ်လိန်ညာတဲ့ညီမငယ်ကသူမကိုယ်တိုင်ဘီလီယံနာဖြစ်ကြောင်းချက်ချင်းဝန်ခံပါတယ်မင်းကလေးကမာနကြီးတဲ့လိန်ညာတဲ့ညီမငယ်ကိုကြည့်ပြီးဒေါသကိုထိန်းချုပ်ထားပါတယ်လိန်ညာတဲ့ညီမငယ်ကမင်းကလေးကိုတန်ရှင်းရေးဌာနကိုချက်ချင်းတင်ပြဖို့ပြောပါတယ်မင်းကလေးကသူမဟာတကယ်ဘီလီယံနာဖြစ်ကြောင်းရှင်းပြပါတယ်လိန်ညာတဲ့ညီမငယ်နဲ့ဝန်ထမ်းဒါရိုက်တာကကျေလောင်စွာရေမောပါတယ်ရိုးရိုးရှင်းရှင်းဝတ်စားထားတဲ့မင်းကလေးကဘီလီယံနာဖြစ်တယ်ဆိုတာသူတို့လုံးဝမယုံပါဘူးဒေါသထွက်နေတဲ့မင်းကလေးကလိန်ညာတဲ့ညီမငယ်ကိုပြောပြပါတယ်သူမကတကယ်ဘီလီယံနာဆိုရင်အဆင့်မြင့်ပွဲတော်တစ်ခုကိုတက်ရောက်ဖို့သူမကိုခေါ်သွားပါတယ်အပြစ်ရှိတဲ့လိန်ညာတဲ့ညီမငယ်ကပွဲတော်ဂိတ်ကိုရောက်တဲ့အခါမလိုလားအပ်ပဲသဘောတူပါတယ်လုံခြုံရေးကမေးပါတယ်ဖိတ်စာပြဖို့ကြံစီနေတဲ့ညီမငယ်ဖိတ်စာထုတ်မပေးနိုင်ဘူးတစ်ဖက်လူရဲ့ယုံကြည်မှုကိုလှည့်စားဖို့ဘီလီယံနာလိုဟန်ဆောင်နေတဲ့ပွဲတော်ထဲဝင်ဖို့နီးလန်းမတွေ့တဲ့အခါဖိတ်စာပြဖို့တောင်းဆိုခံနေရတော့ယောက်ျားတစ်ယောက်ရောက်လာတာကသူမကိုကူညီပေးတယ်